မင်္ဂလာပါဒီနေ့ဝတ်တော်ရိုင်ဘုန်းကြီးကျောင်းကိုဒုတိယအကြိမ်မြောက်ရောက်နေတာဖြစ်ပါတယ်အမေအရန်လာတဲ့နဂါးတွေအများကြီးနဲ့စောက်ထားတဲ့ကျောင်းကြီးကိုရောက်နေပါပြီရေလေးတွေလည်းစိမ့်နေတော့နဂါးဆိုနဂါးတွေပဲတည်ထားတဲ့ကျောင်းလေးဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်လည်းအမဲဒီမှာမီးလေးတွေလှလှလေးတွေနဲ့ပြင်ဒီမှာကြောက်လှလှလေးတွေလည်းဒီမှာထည့်ထားတယ်ဒီမှာနေရောင်ဘက်ကပြပေးမယ်နော်ကြောက်လေးတွေဆိုရောင်စုံလေးတွေနဲ့ပေါ့နော်အရန်ကိုမှလှပါတယ်မရောက်ဘူးသိတဲ့သူတွေအတွက်ဆိုဒီနေရာလေးကအဆင်ပြေပါတယ်အဆောက်အဦတွေကတော့အပြီးစီးတော့မဖြစ်သေးဘူးပေါ့နော်ဗမာရှိလဲဆိုတော့လမ်းလူကဝတ်တော်ရိုင်ဆိုတဲ့ဒီနေရာလေးကိုမရောက်ဘူးသေးတဲ့သူတွေဆိုရင်လာရောက်လဲပတ်လို့ရပါတယ်ရှင်ဒီလိုမျိုးလေးပါကဲမနဲ့ဟိုအဆုံးထိပြပေးမယ်နော်ရင်တစ်ခေါက်လဲပုံနေတင်ပြီးထားပါပြီဗမာရှိလဲဆိုလို့ရှိရင်ပထုံဌာနေလမ်းလူကဝတ်တော်ရိုင်ဆိုတဲ့ဘုံကြီးကျောင်းလေးဖြစ်ပါတယ်ရှင်တကယ်ငကားတွေကတော့အများကြီးရှိတဲ့အတွက်အရန်ကိုမှပုံလှလှလေးတွေရိုက်ချင်တဲ့သူတွေဖျားဖူးရင်းနဲ့ကုသိုလ်လိုချင်တဲ့သူတွေဆိုလို့ရှိရင်တော့အရန်အဆင်ပြေတဲ့နေရာလေးဖြစ်ပါတယ်ရှင်အခုမနေ့ဒါလေးစုံတဲ့နေရာထိအောင်လိုက်ပို့ပေးမယ်ပြီးလို့ရှိရင်ဖျားဖူးကြပါရှင်တငယ်ချင်းတွေနဲ့အတူတူမနှင်လို့လာရောက်ပြီးတော့ဖုံးပြောတာဖြစ်ပါတယ်တငယ်ချင်းတွေကတော့အခုပုံလေးတွေရိုက်နေကြတယ်ဒါကြတော့ရှင်ဥပကုတ်လားဟုတ်လားရုပ်ထုလေးကိုအရင်ဆုံးဖုံးပြောရပါမယ်ရှင်ရှင်ဥပကုတ်ဒီလိုမျိုးဖုံးပြောပြီးတဲ့ခါကျရင်ရှေ့ဆက်ပြီးတော့သွားတဲ့နေရာရောက်လို့ရှိရင်တော့မြတ်စွာဘုရားရှင်ကိုတရားဖုံးပြောမှာဖြစ်ပါတယ်အရန်ကိုလာတယ်နော်နဂါးတွေပဲပုံဖော်ထားတဲ့ကျောင်းလေးဖြစ်ပါတယ်ရှင်အရန်ကိုမှကြီးညိုစရာလည်းကောင်းပါတယ်ထူးထူးဆန်းဆန်းနဲ့ထူးထူးခြားခြားလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဒီပထုံဌာနေခရိုင်လမ်းလူကဝတ်တော်ရိုင်ဘုန်းကြီးကျောင်းကိုလာရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်မြတ်စွာဘုရားရှင်အားပြုမြတ်သူတိုင်းလည်းလူရဆန္ဒတွေပြည့်ပါစေရှင်ကဲဒါကတော့မနေ့တို့ဒီနဂါးပြုံးလေးတွေကိုပြပေးအောင်မယ်ဒီမှာနဂါးပြုံးလေးတွေတွေ့လားနဂါးနှစ်ကောင်ဒီနဂါးပြုံးလေးတွေကအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့နေရာလေးတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်ကဲဟိုဘက်မှာဆိုလဲရွှေနဂါးတွေလည်းရှိပါတယ်ရှင်မြတ်စွာဘုရားရှင်ပုံတော်နဲ့အတူပေါ့နော်အားကြတော့နှခါကြီးစုနေတယ်ပေါ့နော်နှခမ်းစုနေတယ်အဲ့နဂါးဒီဘက်မှာတော့ရိုးနဂါးပုံစံလေးတွေပေါ့နော်ကဲသူတို့အရင်တစ်ခေါက်လာတော့ကျတော့ဒီရွှေရောင်နဂါးတွေမပြီးသေးဘူးပေါ့နော်အခုဒီမှာရွှေရောင်နဂါးတွေပြီးသွားပါပြီရှင်စာတန်းလေးဖော်ထားပေးတာနော်လေးဖော်ထားပေးတာပါကြည့်ပါအောင်ရန်ကိုထူးထူးဆန်းဆန်းလေးတွေပေါ့နော်ကဲကျေးဇူးတင်ပါတယ်မရောက်ဘူးသေးတဲ့သူတိုင်းလာလဲကြပါရှင်